channel နေကြိုဆိုလိုက်ပါရှင်ဒီနေ့ Emily တို့3မိုင်ကိုခီးသွားတဲ့ vlog ရေးတော့မှာဖြစ်ပါတယ် Emily တကယ်ချင်းနေတဲ့အတူတူအခုသားတော့မှာပဲဖြစ်ပါတယ်စောင့်ကြည့်လိုက်ရအောင်ဒါကတော့ကျမတကယ်ချင်းနေရောက်နေပြီပေါ့နော်ကားထဲမှာကျမဖေဖေရဲ့ကျမမေမေရဲ့ကျမတကယ်ချင်းရဲ့အမေရဲ့ကျမလေးဆိုကျမတကယ်ချင်းကြောက်စားလိုက်ပါစောင့်လိုက်ပါဦးမယ်ဒါကတော့ကျမတို့ကားပေါ်မှာလုံဆုံးနေပြီဆိုပဲဖြစ်ပါတယ်သွားနေပါပြီထားလိုက်ပါဦးမယ်အခု3မိုင်ရောက်ပါပြီအားလုံးကိုပေါ့နော်ဒီ3မိုင်အလှပလေးတွေပြတ်သွားပါတယ် let's go တူလိုက်ကြည့်ကြပါအခုတော့မယ်ပေါ့နော်ဒါတော့မယ်လဲဆိုလူကြီးတွေခဏဆောက်လိုက်မှာပေါ့နော်အနောက်မှာလူကြီးတွေပစ္စည်းပါအဲတဲမုတ်စားဖို့အတွက်ဟာရေကိုလုပ်နေပါတယ်အကြောင်းပေါ့နော်ခဏနော်ဒါလေးကတော့3မိုင်မှာရှိတဲ့လှပတွေပဲဖြစ်ပါတယ်လူကတော့တော်တော်ဆုံးတယ်နော်နေရာဒီမို့လို့လားမသိပါဘူးလူကတော့တော်တော်ဆုံးပါတယ်ဒါကတော့ထိုင်မွတ်တဲ့နေရာလိုက်ရှာနေရပေါ့နော်လူတွေကတော်တော်ပြည့်တော့လေထိုင်မွတ်တဲ့နေရာမတွေ့ဘူးဖြစ်နေရပေါ့နော်ဒါကတော့အကင်စားနေရပဲဖြစ်ပါတယ်ဒါအကင်စားနေနေပေါ့နော်ဟိုရီချိုးတာကတော့နောက်ဆုံးကြမှာပဲတပုံလေးတွေပါမယ်ပေါ့နော်ရီတွေကိုဖုန်းယူသွားလို့မရလို့ပါတောင်းပန်ပါတယ်ဒါကတော့ကျမကိုကြီးကဘောင်းမီချောင်းလို့ဆိုပြီးတော့ကလစ်သွားယူနေတာပါဒါကတော့ကျမကိုကြီးကလစ်သွားယူဒါလေးကမိုးရလို့ခဏနားနေရပေါ့နော်မိုးကတပြောင်းတစ်ပြောက်ပဲကြာဆိုတော့အဲ့နဲ့ရီထက်ကိုအတွက်ထက်သွားပါတယ်ဒါကတော့အိမ်ပြန်နေတဲ့ခြေနေလေးပါအိတ်ချင်ဘူးတူလေးဖြစ်နေတယ်ဒါကျမပြရတငယ်ချင်းတွေပဲဖြစ်ပါတယ်ဒါလေးကတော့ပြန်တဲ့ရှုခင်းလေးကိုရိုက်ပေးထားတာပါပြန်တဲ့ရှုခင်းလေးကိုရိုက်ပေးထားပါတယ်